2025-2026 ဘဏ္ဍာရေးနှစ်တာချီလိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှုပြီးတာလီမြို့နားရောင်ကျေးရွာအုပ်စုဗေဒလာကျေးရွာမှာဆောင်ရွက်ခဲ့တဲ့အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနဲ့ကျေးလက်နေမိသားစုဝင်တွေတို့ရေးစီမံကိန်းလုပ်ငန်းများထဲမှလူငယ်များအလောက်ကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးဆောင်ရွက်ခဲ့တဲ့တန်ခေဆက်နည်းပညာသင်တန်းမှထူးချွန်ပြီးလုပ်ငန်းထူထောင်လိုသူ9ဦးကိုစိုင်းပုံများပေးရခြင်းနဲ့ကွင်းစင်းစစ်ဆေးခြင်းကိုဒီကနေ့မနက်ပိုင်းကဆောင်ရွက်ပါတယ်။ပထမဦးဆောင်တာချီလိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှုဦးအောင်ထွေးဝင်းနဲ့တာဝန်ရှိသူများကလုပ်ငန်းထူထောင်သူစီမံကိန်းဝင်9ဦးတို့အားလုပ်ငန်းဆိုင်အမည်ပါဗီနိုင်ဆိုင်မှုများကိုပေးရပြီးမိုဘိုင်းစနစ်နဲ့လုပ်ငန်းဆောင်ရွက်နေမှုအားလိုက်လံကြည့်ရှုအားပေးပါတယ်။အဲဒီနောက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှုနဲ့တာဝန်ရှိသူများကတာချီလိတ်မြို့ပေါ်မှာအသေးစားလုပ်ငန်းများလုပ်ကိုင်ရရှိတဲ့ဆိုင်ကယ်ပြင်ဆိုင်များတန်ခီလုပ်ငန်းလုပ်ကိုင်သူများနဲ့တွဲဆောင်ကတနိုင်တစ်ပိုင်းမိသားစုဝင်တို့စီးပွားရေးလုပ်ငန်းများကိုပုံမတိုးချဲ့လုပ်ကိုင်ပြီးမိသားစုဝင်တွေများပုံမတိုးပွားလာစေရန်နဲ့လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှာကြပါတယ်။အဲဒီနောက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူများကမှတ်ပုံတင်ရမယ့်လုပ်ငန်းမျိုးစားများမှတ်ပုံတင်ခြင်းဖြင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးများမှတ်ပုံတင်အသည့်လျှောက်ထားရမှာလိုအပ်တဲ့အချက်လက်များစတဲ့အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့လုပ်ငန်းတာဝန်များမှတ်ပုံတင်ခြင်းဆိုင်ရာတည်ကောင်းစရာပါရှိတဲ့လက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးခဲ့တယ်လို့သတင်းရရှိပါရရှင်။